အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဘဟုတုတနဲ့ခွန်အားဖြည့်စာစုလေးများကိုစင်စက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးအားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့လူရယ်လို့ဖြစ်လာရင်ဆိုတဲ့စာသားလေးကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာတင့်ကိုအားကြတဲ့သူရှိတယ်လို့အမြင်ကတ်တဲ့လူလည်းရှိမယ်တင့်ကိုမနာလိုတဲ့လူရှိတယ်လို့အထင်သေးတဲ့လူလည်းရှိမယ်ဒါဖြစ်လေဖြစ်တာတဘာဝပါတင်ဘလောက်ပဲကောင်းအောင်လုပ်လို့တင်ဘလောက်ပဲအနစ်နာခံစူးစားလူတိုင်းကိုကျေနပ်အောင်တော့တင်မစွမ်းဆောင်နိုင်ပါဘူးဒါကြောင့်မလို့သူများအကြိုက်ကိုဆောင်ဖို့တင်ရဲ့ပင်ကိုတန်ဖို့ကိုအထိကိုက်မခံပါနဲ့တင်ခံယူချက်ပေါ်တင်ကာကွယ်တင်ပါတယ်တီထားဖို့ကသူများပါဆက်ပြားပေါ်ကတင်ဟာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေတင်အစစ်မှန်မဟုတ်ပါဘူးလူဆိုတာမျက်စိချင်းတူတော်ညာလဲအမြင်ချင်းမတူပါဘူးနားရှိတာချင်းတူတော်ညာလဲကြားပုံချင်းမတူပါဘူးပါဆက်ချင်းတူတော်ညာလဲပြောပုံဆိုပုံချင်းမတူပါဘူးဦးနှုတ်ချင်းတူတော်ညာလဲအယူအဆချင်းမတူနိုင်ပါဘူးလူချင်းတူတော်ညာလဲအသက်ရှင်နေထိုင်ပုံချင်းမတူပါဘူးဒီအတွက်ကြောင့်တင်ဘလောက်ပဲထူးချွန်နားလေတဲ့သူနဲ့တွေ့အောင်မှာတင်ဘလောက်ပဲပေးဆက်ကျေးဇူးတင်တတ်တဲ့လူနဲ့တိုးအောင်မှာတင်ဘလောက်ပဲရိုးသားတန်တရားနေတဲ့လူနဲ့စုံအောင်မှာတင်ဘလောက်ပဲနှိမ်ချတန်ဖိုးထားတတ်တဲ့လူနဲ့ကြုံအောင်မှာနောက်ဆုံးတော့တိတာလဲအားလုံးမပြောနဲ့မြင်တာလဲအားလုံးမယုံနဲ့တင်ဘသူကိုဘလောက်ပဲချစ်တယ်ခင်တယ်ပဲဆိုကိုယ့်အတွက်အသက်ရှင်ဖို့လည်းမမေ့ပါနဲ့ဘယ်လောက်ပဲကောင်းအောင်လုပ်လို့လက်ညှိုးထုံးမဲ့သူတွေရှိတယ်ဆိုတာမမေ့ပါနဲ့ခင်ဗျာကျွန်တော်ကအကိုငယ်ပါ